ကျွန်တော်နာမည်ကအောင်ကိုငိမ့်ဖြစ်ပါတယ်ခင်ဗျကျွန်တော်စကိုင်းတိုင်းထပ်ပိုင်းခန်းဒီမြို့မှာမွေးတာပါခင်ဗျကျွန်တော်မန္တလေးမှာကြီးလာပါဗျ3တန်းကလေးကမန္တလေးကိုရောက်လာတာဖြစ်ပါတယ်ခင်ဗျကျွန်တော်အဖေကဗမာလူမျိုးပါခင်ဗျအမေကတော့ဒီရှမ်းနေဆက်ပါတယ်ခင်ဗျကျွန်တော်9ပေ7ခွဲပါခင်ဗျကလေးကိုတွေးထားရတော့ရှိပါဗျပေါ့ဒီမန်းချက်ကလည်းဒီတနည်းနဲ့တနည်းမတူပဲပြောင်းလဲနေရဆိုတော့ကြတော့အခုကိုရီမန်းသားတဲ့ဟာလေးကိုတစ်ခုကိုရောက်လို့ရှိရင်နောက်ထပ်ပြီးတော့လှုပ်ချင်တာတွေနဲ့ရီမန်းချက်တွေထပ်ကြီးသွားတာတွေနဲ့ဆိုတော့ကြတော့ရီမန်းချက်ကလည်းတနည်းနဲ့တနည်းတော့မတူဘူးပေါ့လေဒါမဲ့လည်းကိုအများကြီးလှုပ်ချင်နေရတယ်ရီမန်းထားတွေတော့အများကြီးကြံပါလေခင်ဗျကျွန်တော်အနုပညာဓမ္မတယောက်ပဲဖြစ်ရှင်ပါတယ်ခင်ဗျကျွန်တော်ဒီတချင်းတွေကိုဒီအရန်မိုက်တဲ့ quality တွေဒီသူများနဲ့မတူနေတဲ့ပုံစံတွေနဲ့အများကြီးထပ်ပြီးတော့ဖန်တီးချင်ပါလေခင်ဗျတကယ်ပုံမှန်နေပြောရမယ်ဆိုရင်တော့ဒီအမေကမပြေဆုံးတဲ့အတွက်ကျွန်တော်ကိုဒီပေါ့နော်ငွေကြေးပိုင်းဆိုင်ရာပံ့ပိုးပေးနိုင်တာမျိုးတော့မရှိဘူးပေါ့ဒါမဲ့လည်းသူမန်တယ်ကိုတော့အရန်ကိုပံ့ပိုးပေးတယ်ကျွန်တော်အယုံကြည်ဆုံးလူလို့ပြောလို့ရှိရင်ကျွန်တော်အမေလို့ပြောလို့ရတယ်အမြဲတမ်းကျွန်တော်ရဲ့အမာကန်ဖန်လို့လည်းပြောလို့ရတယ်ကျွန်တော်တချင်းတွေဆိုနားထောင်ပေးတယ်ပြီးရင်စာသားကဘယ်လိုမျိုးဖြစ်တယ်ဘယ်လိုကောင်းတယ်သူဘယ်လိုကြိုက်တယ်ဆိုတာလေးအမြဲတမ်းပြောပြီးတော့ဒီမန်တယ်အတွက်အရန်တွေအားပေးတယ်ဒီအဲ့ဒီတစ်ခုကလည်းကျွန်တော်တို့အများကြီး strong ဖြစ်စေပါတယ်